လိုက်ပါတယ်နောက်တစ်နေ့အတန်းကတော့စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပြီးတော့ကျောင်းသားအားလုံးကကိုဘွားကျူစုကိုဖြေချရမှာဖြစ်ပါတယ်ကိုဘွားကျူစုဆိုတာကကိုနဲ့တပုံစံနဲ့တူတဲ့နောက်တစ်ရက်ကိုဖန်တီးရတဲ့နေညာအတက်ဖြစ်ပြီးတော့နာရူတိုရဲ့အညံ့ဆုံးကျူစုလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲနာရူတိုကလွယ်လို့ကျန်တဲ့ကျောင်းသားတိုင်းစာမေးပွဲအောင်ပြီးဂန်နင်းလို့ခေါ်တဲ့အငယ်တန်းနေညာလေးတွေဖြစ်လာကြပါတယ်ဟိုကာခဲဖြစ်ချင်နေတဲ့နာရူတိုလည်းဂန်နင်းစာမေးပွဲမအောင်လို့1 AP တယောက်တည်းဖြစ်နေချိန်မီဇူကီဆိုတဲ့နေညာတယောက်ကလာခေါ်သွားပါတယ်အဲ့ဒီညမှာပဲနာရူတိုကအန်ရယ်များလုံးလို့ဂျိတ်ပိတာတဲ့လှုပ်ဝက်စာလေးကိုဟိုကာခဲရုံးခန်းကနေခိုးလာပြီးစာလေးရဲ့ပထမဆုံးမျက်နှာမှာပါတဲ့ထက်ဆင့်ကိုဘွားကျူစုအကြောင်းဖတ်နေပါတယ်ဒါကိုသိသွားတဲ့နင်ဂျာတွေလည်းခေါင်းမိတောက်ကုန်ပြီးနာရူတိုကိုလိုက်ရှာကြပါတယ်အဲ့ဒီနေရာကိုအီရူဂါဆန်ဆဲရောက်လာတော့နာရူတိုကသူဒီစာလိတ်တွေကဂျူစုတစ်ခုကိုတက်တာနဲ့ဆောင်းမွေးပဲအောင်လိုက်မယ်လို့မီဇူကီကပြောတာကြောင့်ဒီမှာလေ့ကျင့်နေတာလို့ပြောပါတယ်အဲ့အချိန်မီဇူကီရောက်လာပြီးတော့အီရူဂါကိုတိုက်ခတ်ကနာရူတိုစီကလှုပ်ဝက်စာလေးကိုတောင်းပါတယ်နာရူတိုကမပေးတဲ့ကြောင့်လွန်ခဲ့တဲ့12နှစ်ကကိစ္စကိုပြောပြလိုက်ပါတယ်တကယ်တော့၄ယောက်မြောက်ဟိုကာကရဲ့မြေခွေးမိတ်စာကိုမွေးကင်းသားကလေးနာရူတိုရဲ့ကိုယ်ထဲမှာချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်အဲ့ညမှာပဲအီရူဂါရဲ့မိဘတွေလည်းမြေခွေးလက်ချက်ကြောင့်တည်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲရွာမှာရှိတဲ့လူတိုင်းကနာရူတိုကိုမိတ်စာတကောင်မကောင်းဆိုးဝါးတကောင်ရွာကိုဖျက်ဆီးမဲ့သူတယောက်အဖြစ်မြင်ပြီးဝိုင်းကျင်ထားကြတာဖြစ်ပါတယ်